ဂျပန်နိုင်ငံမှာယာကူဇာဂိုင်းချုပ်အိုယာဘွန်ဟာသူ့ရဲ့တပည့်တွေမစ်ရှင်တစ်ခုကိုတည်တည်ချာချာမလုပ်ဆောင်နိုင်ခဲ့လို့ဒေါသတကြီးဖြစ်နေပါတယ်။အလုပ်လုပ်ဖို့ဒုတိယအကြိမ်အခွင့်အရေးထပ်ပေးခဲ့တယ်။ဒါပေမဲ့ပြစ်ဒဏ်အနေနဲ့သူတို့ရဲ့လက်ချောင်းတစ်ချောင်းကိုဖျက်ပစ်ရမယ်ဆိုတဲ့အခြေအနေနဲ့ပါ။ဂျိုးကသူ့လက်ချောင်းကိုအရင်ဖျက်လိုက်ပြီးသူ့နောက်ကနေတွန်ကထပ်ဖျက်ပါတယ်။ဒါပေမဲ့နောက်ဆုံးလူကတွန်းဆုပ်ဖြစ်နေတဲ့အခါမှာတော့အိုယာဘွန်ကသူ့ကိုအပြတ်ရှင်းပစ်လိုက်ပါတော့တယ်။သုံးပတ်အကြာမှာတော့မင်နီဆိုးတားပြည်နယ်ရဲ့နော်မန်ကောင်တီမှာရဲအရာရှိယူလစ်စီးစ်ဟာသူ့ရဲ့မိုဒယ်ခန်းထဲမှာနိုးလာခဲ့ပါတယ်။သူ့ဖုန်းကိုဘယ်တော့မှပြန်မဖြေတဲ့စိတ်ဝမ်းကွဲနေတဲ့ဇနီးဖြစ်သူပန်နီစီကိုသူက voice message တစ်စောင်ချန်ထားခဲ့ပါတယ်။အပြင်မှာတော့သူ့ရဲ့လက်ထောက်မိုက်ကသူ့ကိုကားကြိုတင်စီးဖို့စောင့်နေပါတယ်။ယူလစ်စီးစ်ကယာယီရဲအရာရှိအဖြစ်အလုပ်လုပ်တာဖြစ်ပြီးလောလောဆယ်မှာတော့သူဟာနော်မန်ကောင်တီမှာ10ပတ်ကြာတာဝန်ကျနေတာဖြစ်ပါတယ်။သူ့ဆောင်ပုဒ်ကမြို့တိုင်းကိုမူလအတိုင်းခြံထားခဲ့ဖို့ဖြစ်ပေမဲ့ဒီမြို့မှာတစ်ခုခုထူးဆန်းနေတယ်လို့သူခံစားနေရပါတယ်။လမ်းမှာလက်ထောက်မိုက်ကယူလစ်စီးစ်ကိုမြို့ထဲမှာအရန်နာမည်ကြီးပြီးအရသာရှိတဲ့အာနီရဲ့အမဲသားလုံးကင်ကိုမြည်ကြည့်ဖို့ညွှန်းတာကြောင့်ယူလစ်စီးစ်ကခေါင်းညှိပြလိုက်ပါတယ်